Hello အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်ရှာနေပြီးတော့ Starlight Giveaway ပေါက်ထားတဲ့3ယောက်ကိုကျွန်တော်ကြီးညာပေးတော့မှာဖြစ်ပါတယ်တယောက်ကတော့ဒီနံပါတ်60ကိုမှတ်ထားတဲ့တယောက်ပါနောက်ပြီးဒုတိယအနေနဲ့ကတော့နှစ်ပဲရွှေလိုက်မယ်ဒုတိယလူဖြစ်နေလို့ဆိုတဲ့တယောက်ပါကျွန်တော်ရှိမှာတော့ဒုတိယလူဖြစ်ပေမဲ့အခုရှိမှာတော့ Starlight ကရတော့ပါပြီးတော့ဗျာဒီနောက်ဆုံးအနေနဲ့6ဆိုပြီးရေးထားတဲ့တယောက်ရဲ့အဲ့တော့ကျွန်တော်အခုပြထားတဲ့ Julian ဆိုတဲ့အကောက်ကလေးမှာလာပြီးတော့ထုတ်လို့ရပါတယ်ဗျအခုကျွန်တော်ဆော့နေရတော့ Ruby Skin ဖြစ်ပါတယ်ဒီ Goramat event မှာဆိုရင်တော့ဒီ Ruby Skin ပေါ့နော်ဒီ skin ရဲ့နောက် skin တစ်ခုရဲ့အနေနဲ့ skin တစ်ခုပါတယ်ဘာလို့အနေနဲ့ဒီထဲကကြာရတစ်ခုရွှေ့လို့ရရဲ့ဗျာမှာဆိုရင်တော့ကျွန်တော် skin တစ်ခုလုံးဆော့ပြထားပါတယ်ကျွန်တော်ရဲ့အကြိုက်ကိုပြောရမယ်ဆိုရင်တော့ကျွန်တော်အခုကင်ပြထားတဲ့ skin ကိုပို့ပြီးတော့ကြိုက်တယ်ဘာလို့လဲဆိုတော့မွန်တွင်းရဲ့ best hero တွေ best skin တွေထဲမှာတိတ်ပြောမတူဘူးကွာhero နဲ့တူတဲ့ skin မှာကျတော့ကွာအဲ့လိုမျိုး skin ပုံစံဒီဇိုင်းနေရာတော့ရှိရဗျာဒါမဲ့အခုကျွန်တော်ကင်ထားတဲ့ဒီ ruby skin လေးကတော့လုံးဝမတူတာပါတခြား skin တွေကဆိုင်ဒီ skin ပို့ပြီးတော့ကြိုက်ပါတယ်ညာ comment မှာ ruby skin ကိုရ base skin ပုံမှန်လဲဆိုတာကိုပြောခဲ့လို့ရပါတယ် properly လေးလားမသိဘူး အမြင်မှာဆိုရင်တော့ကျွန်တော်ပုံမှန်ကန်ပြစkin ကိုပြောကြိုက်ပါတယ်ဒီမှာ February လ28ရက်နေ့ကရောက်ရှိလာဖြစ်ပါတယ် coin နဲ့ key coin ဆိုပြီးတော့နှစ်မျိုးပါဝင်ပါတယ်ဗျ coin လဲမယ်ဆိုရင်ကျွန်တော်တို့ဖောင်နာတွေ emote တွေ record smart effect တွေအပြင် ruby skin တစ်ခုတွေကတစ်ခုလဲရွေးလို့ရမှာဖြစ်ပါတယ်ခုဆိုတာတော့ကျွန်တော်ခုနဆော့ပြထားတဲ့ skin တစ်ခုဖြစ်ပါတယ် coin မှာဆိုရင်တော့ပို့ပြီးတော့မြင်တာ smartphone တွေအထိပါပါတယ်ဟိုကျုံဆိုရင်တော့ diamond နဲ့ချိန်လို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးအတွက်ကျေးဇူးများတင်ပါတယ်ဗျ